င်္ဂလာပါကလေးတို့ရေနော်ဒီနေ့ကကောင်းသောနေ့လေးဖြစ်မှာပါနော်26ရက်နေ့ဆို GMBD အောင်စည်းနေ့အောင်ကြပြီလားအောင်လဲဆိုတဲ့သတင်းကောင်းလေးကြားခြင်းတယ်နော်မအောင်ခဲ့ဘူးဆိုရင်လည်းစိတ်ထဲမကြပါနဲ့နောက်တစ်ချိန်ခွင့်ရည်ရှိပါတယ်နော်အခုဆောင်းမွဲအံဖို့အောင်ထားတဲ့ကလေးတို့အတွက်အကျွေးစနစ်နဲ့ခေါ်တာလေးပြောပြမယ်နော်သူကတော့ training ခိုင်းဖို့ပါနော်မင်္ဂလေးတည်တံ့ပေါ့နော်နက်တက်လက်မဲ့လည်းရပါတယ် GMBD လည်းရပါတယ် A2 လည်းရတယ်အသက်ကတော့28နှစ်အောက်ပေါ့နော်ခိုးလေးချိန်တော့သတ်မှတ်ထားတယ် 45kg နော်အနည်းဆုံး8တန်းပေါ့နော်စနေအောင်8တန်းအောင်ရမယ်ဒါမျိုးတော့မရဘူးပေါ့နော်တတူလည်းမရဘူးရချက်လည်းမရဘူးပေါ့နော်အဲ့တော့မှတ်ပုံတင်စမကက်နော်အိမ်တော်စုပညာရေးထောင်းခံစာ passport နော်အောင်အဖို့လက်မဲ့မူရင်းနေနဲ့နော်မတရားနဲ့15တကောင်း8လက်9ရက်ကွက်ခိုင်မာမီကိုလာပြီးတော့ခေါင်းတင်လို့ရတယ်ပေးရမှတ်တိုင်ရဲ့ဒီနောက်ကျောဘက်မှာရှိတဲ့ဘေလီရဲ့အတွင်းဘက်မှာရှိပါတယ်เนาะသူကရှောက်မယ်ဆိုရင်956ကို303လုံး16ရက်ပိုင်းပါเนาะပုံစုံစမ်းမယ်ဆိုရင်တော့400 6900တစ်ခုကိုစုံစမ်းလို့ရပါတယ်ပြီးသွားရင်တခုတည်းစားတောက်ကုန်เนาะယောက်ျားလေးတွေကအယောက်30ခေါ်မယ်မိန်းကလေးကတော့အများကြီးခေါ်မယ်အဲ့ဒါခုလာမယ်ဒီနောက်ဆောင်မွဲဖြစ်မဲ့သူတွေเนาะဆောင်မွဲကိုအောင်ဖြည့်ပေးပါဖြည့်ပြီးအောင်လည်းမဲ့ဆိုပြီးဆိုရင်လာပြီးဖောင်နေပြီเนาะဟောပြီးသွားရင်တန်းခွေးတွေကအခုလာမယ်2လပိုင်း2ရက်နေ့ကနေစပြီးတော့ N5 N4 N3 အပြင်ကိုစားတောက်ကုန်အတန်းတွေရှိတယ်မန္တလေးမှာကလေဒီနေ့เนาะဒီနေ့ဆိုရင် N4 တန်းဖွင့်ပါတယ်ပြီးတော့နှစ်လပိုင်း9ရက်နေ့မှာဆိုရင်အန်တရီဖွင့်မယ်နော်မန္တလေးလိပ်စာကကြတော့68 A 3940ကြာမဟာမြိုင်ရက်ကွက်နော်မဟာအောင်မြေမြို့နယ်3995133218ပါမကွေးကတော့နော်နှစ်လပိုင်း2ရက်နေ့မှာဖွင့်မယ်သူကကြတော့18လမ်းနဲ့မဲထီလမ်းတောက်မှာပါနော်39954633နော်တမိုင်းလန်းစုံနဲ့နီးတယ်နော်ဥပဟန်မှတ်တိုင်နဲ့လည်းနီးတယ်တကယ်တော့じゃကျောင်းရှိမှတ်တိုင်ရှိမှာရှိတာပါနော်သူက9ရက်နေ့မှာဆိုရင်စားတောက်ကုန်ဖွင့်မယ်9ရက်နေ့မှာဖိုးတရီဖွင့်မှာမယ်နော်အဖိုးတန်းလည်းရှိတယ်အန်ပလီတန်းလည်းရှိပါတယ်ရှင့်ဖုန်းနံပါတ်ကကြတော့0833လုံး8519ပါကန်အတန်းလေးကလေရန်ကုန်ကန်အတန်းလေးကိုမိတဲ့သူများလည်းလုပ်ပေးမယ်နော်ကန်အတန်းကိုတက်ချင်တယ်ဆိုရင်တော့ဟိုဒီ432228ခွန်တက်တက်ကိုမေးပြီးသွားရင်အဲ့ဒီရဲ့စကန်ချက်လေးကိုဖတ်ပြီးနော်ကိုကတကယ်လိုက်နာပြီဆိုမှအပ်ပြီးဖို့မြစ်တာရက်ခံပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင့်တကယ်ချင်းတွေသိအောင်လက်ထုတ်ပြီးအောင်နော်